ကိုကြိုက်တဲ့သပင်ကေကကိုနဲ့တကယ်ရောလိုက်ရလားကိုနဲ့လိုက်တဲ့သပင်ပုံကိုညှက်မှာလားကိုကြိုက်တဲ့ကေကိုညှက်မှာလားခင်ဗျားတို့သပင်သွားညှက်တဲ့အခါဘယ်လိုပြောပြီးညှက်ကြလဲတချို့ကပုံပြပြီးညှက်ကြတယ်တချို့ကကိုကြိုက်တဲ့ပုံကိုပြောပြပြီးညှက်ကြတယ်တချို့ကလည်းကျွန်တော်နဲ့လိုက်တဲ့ကေညှက်ပေးပါဆိုပြီးညှက်ကြတယ်တချို့ကြတော့လည်းကြိုက်တယ်လို့ညှက်တူရင်ပြီးရောဆိုပြီးတော့ညှက်ကြတယ်ဘယ်လိုပဲပြောပြီးညှက်သူမပြန်လာတဲ့ကေတော့ညှက်လို့မရဘူးအရင်ဆုံးပုံပြပြီးညှက်တဲ့အခါတီးရမယ့်အချက်တွေပြောပြမယ်နံပါတ်1ညက်နဲ့ကြပုံတွေကလူနဲ့ခင်ဗျားနဲ့ကမျက်နှာကြချင်းမတူအများဆုံးမှားတတ်တာကလည်းဒီချက်ပဲမျက်နှာကြချင်းမတူရင်ပုံတွေကလူနဲ့လိုက်တဲ့သပင်ကြီးကကိုနဲ့လိုက်ချင်မှလိုက်မှာနံပါတ်2စံသားလူတိုင်းမှာသပင်အထူအပအကောက်အဖြောက်အကြေအပွားဖောင်းကားတာနဲ့ပြားကက်တာချင်းမတူကြဘူးဒါကြောင့်ခင်ဗျားပြတဲ့ပုံက2 block ကြီးခင်ဗျားသပင်ကထောင်ပြီးတော့ကားနေတာဆိုရင်ပုံသွင်းတဲ့အခါမှာလည်းအဆင်မပြေသလိုပုံမှန်အိမ်မှာနေတဲ့အချိန်မှာလည်းသပင်ကြီးကပုံပြက်နေရမျိုးဖြစ်တတ်တယ်နံပါတ်3ပုံသွင်းခြင်းခင်ဗျားပြတဲ့ပုံနဲ့ပုံစံတူညှက်ပြီးချိန်မှာတော့ဆိုင်မှာပဲကြည့်လို့ကောင်းပြီးအိမ်ရောက်ရင်ကြည့်လို့မကောင်းတော့တာပုံသွင်းရတယ်အများဆုံးသက်ဆိုင်နေတယ်ပုံသွင်းတယ်ဆိုတာညှက်ပြီးသားသပင်ကြီးကိုအလိုက်ထိုက်ကလေးတည်သက်လောက်အောင်ပြုလုပ်နေတနည်းအားဖြင့်သပင်ပုံကျသွားအောင်နေရာချပေးတဲ့သဘောတစ်မျိုးပဲခင်ဗျားသပင်ပုံသွင်းတာနဲ့ပတ်သက်ပြီးအနေချင်းကျွမ်းကျင်ထားမယ်ဆိုရင်ခင်ဗျားသပင်ကြီးကအများတန်းလူပုံကျပြီးကြည့်ကောင်းနေမှာအမှန်ပဲကြိုက်တဲ့ပုံကိုပြောပြပြီးညှက်ခြင်းဒီဘိုင်းမှာတော့အဲ့တန်နဲ့သပင်ညက်စရာနဲ့အများဆုံးလွယ်မှာတက်တယ်နားလည်းမလွယ်ရလဲအများတန်းလိုပဲခင်ဗျားကလည်းလူကျင်တဲ့ပုံကိုရအောင်ပြောတယ်သပင်ညက်စရာလည်းခင်ဗျားပြောတာကိုနားမလဲဘူးခင်ဗျားသပင်ကြီးတွေအကြောင်းနည်းနည်းတော့နားမလဲပဲလူကျင်တဲ့ပုံကိုပဲဇွတ်ပြောနေရင်သပင်ညက်ပေးရမယ့်လူကခေါင်းမှာမူးသွားနိုင်တယ်ဒါကြောင့်ရိုးရိုးပဲပြောပြီးညက်တော့မယ်ဆိုရင်သပင်ကြီးအကြောင်းနဲ့ခင်ဗျားလူကျင်တဲ့ပုံကိုတေချာနားလည်ထားဖို့လိုတယ်ဒါမှသပင်ညက်စရာခင်ဗျားလူကျင်တဲ့ပုံကိုပို့ပြီးတိကျအောင်ညက်ပေးနိုင်မှာပဲဖြစ်တယ်ကိုနဲ့လိုက်မဲ့ကြီးညက်ခိုင်းခြင်းခင်ဗျားသပင်အကြောင်းနားမလည်ဘူးဒါမှမဟုတ်သပင်နဲ့ပတ်သက်ပြီးအာယုံမဆိုင်ချင်ဘူးဆိုရင်ညာတော့ဖြစ်ကိုနဲ့လိုက်မဲ့ကြီးကိုညက်ခိုင်းတတ်ကြတယ်ကိုနဲ့လိုက်မဲ့ကြီးညက်ယုံနဲ့တကယ်ရောခင်ဗျားနဲ့လိုက်ပါမလားခင်ဗျားရောကြိုက်ပါမလားသပင်ညက်စရာညက်ပေးတဲ့ပုံကိုတကယ်ရောလက်ခံနိုင်ပါမလားခင်ဗျားလောက်မှာအရင်ဆုံးခင်ဗျားနဲ့လိုက်မဲ့ပုံကိုမေးရမယ်ပြီးမှသူပြောတဲ့ပုံကိုခင်ဗျားလက်ခံနိုင်ညက်ခိုင်းခင်ဗျားနဲ့လိုက်တဲ့သပင်ကြီးကိုသူစပြောကြတဲ့ကခင်ဗျားမကြိုက်ရင်မညက်ခိုင်းပါနဲ့ညက်ပြီးတော့မှခင်ဗျားနဲ့လိုက်နေပါရင်လည်းခင်ဗျားစိတ်တိုင်းမကြပြစ်သွားနိုင်ပါတယ်တူရင်ပြီးရောသပင်အရှိမြန်လို့ပဲဖြစ်ဖြစ်ခဏခဏမညက်ကျင်လို့ပဲဖြစ်ဖြစ်အရှိမကြိုက်လို့ပဲဖြစ်ဖြစ်တူရင်ပြီးရောဆိုပြီးညက်ခိုင်းတဲ့လူတချို့ရှိကြပါတယ်တူရင်ပြီးရောဆိုပြီးညက်တဲ့လူတွေလည်းတတိထားမဲ့အချက်လေးတွေရှိပါတယ်ဘာပုံဖြစ်ဖြစ်တူရင်ပြီးရောလိုက်မလိုက်တူရင်ပြီးရောအဲ့လိုညက်ခိုင်းပြီးဆိုင်ထဲမှာတော့အဆင်ပြေတယ်အပြင်ထွက်တော့အိမ်ကလူတွေနဲ့တငယ်ချင်းတွေကဝိုင်းပြောတဲ့အခါသပင်ပုံကိုမကြိုက်တော့ဘူးသပင်ညက်ပေးတဲ့ဆရာကိုလည်းအကောင်းမမြင်တော့ဘူးတူရင်ပြီးရောဆိုတဲ့လူတွေအတွက်တတိထားမဲ့အချက်တစ်ချက်ပဲရှိပါတယ်အဲ့ဒါကတော့သပင်တကယ်တူသွားတာကိုလက်ခံနိုင်ဖို့ပဲသပင်တူရင်ပြီးရောလို့ပြောပြီးညှက်လိုက်တဲ့အချိန်တူသွားတော့လက်မခံနိုင်တာကညှက်ခိုင်းတဲ့သူရဲ့အပြစ်ပါအဲ့တော့သပင်တူတာကိုလက်ခံနိုင်မှတူရင်ပြီးရောဆိုပြီးပြောပြီးညှက်ကြပါခင်ဗျဒီလောက်ဆိုရင်သပင်သွားညှက်တဲ့အခါဘာလို့ခဏခဏလွဲနေရလဲဆိုတာသိသွားကြမယ်ထင်ပါတယ်